လာပါပြည်သက်ကြီးရှင်ရေဆိုနေတဲ့စပယ်ပန်းနဲ့ရရင်ငယ်ကျွမ်းဆွေကိုတတိရတယ်ဆိုတဲ့စကားလေးကဘလောက်တောင်ရင်းနစ်ဖို့ကောင်းလိုက်တယ်လဲနော်ဒီစကားကိုပြောလိုက်တာကတော့တခြားသူမဟုတ်ပါဘူးကျမတို့အားလုံးချစ်ခင်လေးစားရတဲ့မြမရုပ်ရှင်လောကရဲ့တရုပ်ဆောင်ငါးထက်ကွင်းအကယ်ဒမီဆုရှင်ကြီးမိုးမိုးမြင့်အောင်ပဲဖြစ်ပါတယ်မကြသေးခင်ကအင်တာဗျူးတစ်ခုမှာသူမဟာဘယ်သူမှမသိသေးတဲ့သူမရဲ့ငယ်စဉ်ကတိတ်တခိုးအချစ်ဦးငယ်ကျွမ်းဆွေအကြောင်းကိုပထမဆုံးအကြိမ်ဖြစ်ဖွင့်ဟပြောပြလာခဲ့ပါတယ်အဲ့ဒီအချစ်ဦးဟာကိုဗစ်ကြောင့်ဆုံးပါသွားပြီဖြစ်ကြောင်းဝမ်းနည်းဖွယ်ပြောပြလာတာပါဒီနေ့ကျမတို့ channel ကနေမမိုးရဲ့အဲ့ဒီရင်းနှီးစရာအတိတ်ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်မိုးမိုးမြင့်အောင်ဟာ1980နဲ့90ဆယ်စုနှစ်တွေမှာအောင်မြင်မှုရဲ့ထိပ်ဆုံးကိုရောက်ခဲ့သူပါအမှုပညာမျိုးရိုးကနေဆင်းသက်လာပြီးအကယ်ဒမီ9ဆုအထိသိမ်းပိုက်နိုင်ခဲ့တဲ့သူမဟာပြိုင်ဖက်ကင်းမင်းသမီးတစ်လက်ဖြစ်ခဲ့ပြီးမြဲအချစ်ရေးမှာတော့ကံမကောင်းခဲ့ပါဘူးလွှမ်းမိုးတဲ့တုန်းကလည်းအရန်ချစ်ခဲ့ကြပြီးမြဲအကြောင်းအမျိုးမျိုးကြောင့်ကွာရှင်းခဲ့ရတယ်လို့ဒုတိယခင်ပွန်ဦးမောင်မောင်ကျော်နဲ့ကလည်းအေဂျင့်နဲ့အိမ်တော်ကြီးတစ်ခုတိစောက်ခဲ့ပြီးမြဲအကြောင်းမတိုက်ဆိုင်လို့ခွဲခွာခဲ့ရပြန်ပါတယ်အခုသူမဖွင့်ဟလာတာကတော့မင်းသမီးမဖြစ်ခင်အပြိုပေါက်စားဘဝတကြံကာလအမတ်တရလေးပါအဲ့ဒီတုန်းကသူမဟာတကြံမတ်တက်မှာရီကစားနေရင်ရေဆိုနေတဲ့စပယ်ပန်းလေးတစ်ပွင့်ကိုလက်ဆောင်ပေးခဲ့တဲ့ငယ်ကျွမ်းဆွေတယောက်ရှိခဲ့ပူပါတယ်တဲ့အဲ့ဒီအချိန်ကရလိုက်တဲ့စပယ်ပန်းရနံလေးဟာသူမအတွက်တော့ဘာနဲ့မှမတူတဲ့ရင်ခုန်မှုတစ်ခုဖြစ်ခဲ့ရတယ်လို့အခုထက်ထိလည်းစပယ်ပန်းရနံရတိုင်းအဲ့ဒီလူကိုတတိယနေမိတယ်လို့ဆိုပါတယ်မမို့ဟာသူမရဲ့ဘဝတစ်လျှောက်အောင်မြင်မှုတွေငွေကြေးတွေဘလောက်ပဲရှိပါစေငယ်ဘဝကရိုးရှင်းတဲ့စပယ်ပန်းတစ်ပွင့်ပေးခဲ့တဲ့အမတ်တရလေးကိုနှလုံးသားထဲမှာအခုထိတန်ဖိုးထားသိမ်းဆည်းထားတာကတကယ်ကိုလေးစားစရာပါအချစ်စစ်ဆိုတာလက်ထပ်ပေါင်းတင်ရမှမဟုတ်ဘူးဆိုတာကိုမမို့ရဲ့ဒီဇလန်းလေးကသက်သေပြနေတယ်လို့ပါပဲပရိသတ်တွေရဲ့တုံ့ပြန်မှုတွေကလည်းမမို့ရဲ့အချစ်ဦးကကိုဗစ်နဲ့ဆုံးသွားပြီဆိုတော့ပိုပြီးစိတ်မကောင်းဖြစ်ရတယ်အချစ်ဦးဆိုတာတကယ်တော့မိပြဖို့ခက်ခဲတဲ့အရာပါဆိုပြီးအားပေးစကားတွေပြောနေကြပါတယ်မိဘတွေသဘောမတူလို့ဝေးခဲကြရပြီမဲ့အခုလိုအသက်ကြီးတဲ့အထိတေးတခိုးချစ်နေခဲ့တာကမမို့ရဲ့တစ္ဆာတရားကိုဖော်ပြနေတာလည်းဖြစ်ပါတယ်နောက်ဆုံးမှာတော့မမို့ဟာအဲ့ဒီငယ်ကျွမ်းဆွေလေးကိုပြန်လွမ်းနေမိတဲ့အကြောင်းနဲ့သူဟာလွန်ခဲ့တဲ့နှစ်တွေကကိုဗစ်ကာလမှာတွင်ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်းကိုဝမ်းနည်းစွာပြောပြလာခဲ့ပါတယ်ဒါကြောင့်လဲသူမရဲ့အိမ်မှာစပယ်ပန်းတွေကိုအများကြီးစိုက်ထားပြီးစပယ်နှံ့ရတိုင်းအဲ့ဒီအမတ်တရတွေကပြန်လည်စမ်းသစ်နေတာဖြစ်ပါတယ်သူမအတွက်တော့ရိုးရိုးစပယ်ပန်းထက်ရေဆိုနေတဲ့စပယ်ပန်းနှံကအထူးအဆန်းဖြစ်နေခဲ့တာအခုထက်ထိပါပဲဟုတ်ကဲ့ပါရှင်မမို့ရဲ့ဒီရင်းနှီးစရာဇလန်းလေးကပရိသတ်ကြီးကိုတခုခုခန်းစားရစီမယ်လို့ယုံကြည်ပါတယ်ပရိသတ်ကြီးထဲမှာကအခုချိန်ထိမမိနိုင်သေးတဲ့ငယ်ကျွမ်းဆွေအချစ်ဦးတွေရှိကြလားဟင် comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်ကျမတို့ channel ကိုလည်းအားပေးဖို့အတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်